မျိုးချစ်စိတ်နဲ့ကျွင်စိတ်ဆိုတဲ့ခေါင်းစည်းလေးနဲ့ပြည်သူများအလုံးကိုအတိတရားလေးတွေအမှန်တရားလေးတွေကိုချပြသွားမှာဖြစ်ပါတယ်ဗျ။ဟိုကာချုပ်ကြီးနဲ့ပတ်သက်ပြီးဦးစင်းတော့တုံးနိုင်မှာဖြစ်ပါတယ်ဗျ။ကာချုပ်ကြီးရုရှားပြည်ရဲ့မျိုးချစ်နှစ်80ပြီပေါ့နော်။အဲ့မှာအထူးဖိတ်ကြားခြင်းခံရတာပေါ့နိုင်ငံပေါင်းစုံပေါ့နော်နိုင်ငံပေါင်းစုံထဲမှာရုရှားနဲ့ချစ်ကြည်နိုင်ငံတွေကိုအများဆုံးဖိတ်တဲ့နိုင်ငံတွေပေါ့နော်။အဲ့မှာနိုင်ငံတွေဖိတ်တဲ့အခါမှာတနိုင်ငံတွေပြောကြတာပေါ့နော်ပြောကြတဲ့အခါမှာတရုတ်ကလည်းတရုတ်လိုဟိုဟာချိုးနိုင်ငံနဲ့ချိုးနိုင်ငံတို့ဘာသာစကားတွေနဲ့ပြောကြတာဒါမျိုးချစ်စိတ်ပဲနော်အမေကာချုပ်ကြီးအလဲမှာလဲကာချုပ်ကြီးကဗမာလိုပဲပြောပါတယ်ပေါ့နော်ဗမာလိုပဲဗမာစကားဗမာလိုပဲပြောရတယ်ပေါ့ဗျာအဲ့ဒီချိန်မှာဗမာလိုပြောရတဲ့အခါမှာဘာလဲဆိုတော့အတို့အမေဒီပိန်းတယ်လို့ပြောရင်တို့တော့မကြိုက်ဘူးဗျာနော်အတို့အမေတုံးသွားတယ်ဘယ်နိုင်ငံမှာအင်္ဂလိပ်လိုပြောတာဘယ်လိုမှအင်္ဂလိပ်လိုနိုင်ငံတကာမှာရေမောအင်္ဂလိပ်လိုပြောတာဆိုရင်မှာနော်တချို့နလဘိန်းတုံးနေဆိုရင်တော့ထင်ကြီးကြမှာပေါ့နော်အဲ့တော့ဦးစင်းတို့ကမျိုးချစ်စိတ်နဲ့ကျွန်းစိတ်ကအဲ့လားကွာလာကြနော်ကာချုပ်ကြီးကမျိုးချစ်စိတ်ကိုဗမာစကားကိုဗမာလိုပဲနိုင်ငံတကာမှာချပြသွားတာအဲ့တော့ရုရှားနိုင်ငံကိုဦးစင်းမရောက်ဘူးဗျာနော်ရုရှားနိုင်ငံကိုရောက်ဘူးကျင်လို့လေးလာခရီးတွားအောင်လို့လဲပတ်စပို့လေးရောက်တော့တင်ထားတယ်နှစ်ယောက်အတူတင်တာကိုပောက်ကိုတော်ဖြစ်နေလို့လားတော့မတည်ဘူးသူများကအတူတင်တာအတူတယောက်ကပတ်စပို့ကယာပြီးတာဥစဉ်ကျတော့နေပြီးတော့ပြည်သေးစီတင်လိုက်ရတယ်ဆိုတော့ရုရှားခရီးစဉ်မသွားလိုက်ရဘူးပေါ့ဗျာပတ်စပို့မရှိတဲ့အတွက်ကြောင့်ပတ်စပို့လည်းကြမလာဘူးအားနဲ့ဗိုလ်ချုပ်စီတော့အကူကြီးတောက်ထားတယ်တဲ့မြန်မာပြည်ဗိုလ်ချုပ်ဒီလိုလေးတော့ရှိတယ်ဥစဉ်ပေါ်ခရီးနွေရာတွေအလဲသွားခြင်းတော့ပေါ့နော်ဒီအဲ့အတွက်ဥစဉ်ဟုတ်လားဘာကြောင့်ဥစဉ်ပတ်စပို့ကမကြရလဲပေါ့နော်ပောက်ကိုတော်ဖြစ်နေလို့လားတော့မတည်ဘူးဗျာဒါထားပါတော့နော်အဲ့တော့မျိုးချစ်စိတ်နဲ့ရုရှားနိုင်ငံမှာကအဲ့ဒီကနီးပိန်းတွေရုရှားနိုင်ငံအကြောင်းလေ့လာဖို့လိုတယ်ဗျနော်ရုရှားနိုင်ငံမှာအင်္ဂလိပ်စကားပြောတဲ့သူအတိအမှတ်ပြုတယ်လားရုရှားနိုင်ငံကိုသွားလို့ရှိရင်အင်္ဂလိပ်လိုပြောရတယ်လားရုရှားနိုင်ငံရဲ့စိုင်တွေမှာအင်္ဂလိပ်လိုရေးထားတယ်လားရုရှားနိုင်ငံရဲ့ဒီလိုဦးဇင်းတို့ပညာရေးမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားတယ်လားအင်္ဂလိပ်လိုတင်ရတယ်လားဆိုတာကိုတေချာပြန်ပြီးမှလေ့လာကျွန်းစိတ်မွေးတဲ့သူတွေနော်ကျွန်းစိတ်မွေးတဲ့သူတွေရုရှားနိုင်ငံမှာအင်္ဂလိပ်လိုပြောလို့ဘယ်သူမှအရေးလုပ်ပြီးမှမပြောဘူးနော်အရေးလုပ်ပြီးမှပြောဘူးပူတင်ကြီးတခြားနိုင်ငံသွားတယ်အင်္ဂလိပ်လိုပြောတယ်လားကိုတရုတ်တက်မနာကြီးသွားတယ်အင်္ဂလိပ်လိုပြောတယ်လားအခြားနိုင်ငံဟာတွေရောလာတယ်အင်္ဂလိပ်လိုပြောတယ်လားအင်္ဂလိပ်လိုပြောတယ်လားဟောနာထထန်ကြီးလာရင်တော့အင်္ဂလိပ်လိုပြောမှာပေါ့အင်္ဂလိပ်လိုပြောမှာပေါ့သူကလည်းမျိုးချစ်စိတ်လေသူနိုင်ငံစကားသူနိုင်ငံလိုပဲပြောမှာပေါ့အင်္ဂလန်လာတယ်အင်္ဂလိပ်လိုပြောမှာပေါ့မြန်မာလာတယ်မြန်မာလိုပဲပြောမှာပေါ့ဒေါအောင်ဆန်းစုကြည်ကတခြားနိုင်ငံကိုငကိုကသွားတယ်အင်္ဂလိပ်လိုပြောတယ်ကျွန်းစိတ်မပြောက်သေးလို့ကျွန်းစိတ်ရှိနေလို့ကာချုပ်ကြီးကဗမာလိုပြောတာမျိုးချစ်စိတ်နဲ့ပြောတာမို့ကြောင့်ကျွန်းစိတ်နဲ့မျိုးချစ်စိတ်အဲ့ဒီနေရာမှာကွာတယ်ဆိုတော့တည်စေချင်လို့အင်္ဂလိပ်စာတင်တာပဲဘာခဲနဲ့အရာမှတ်လို့လဲအင်္ဂလိပ်လိုပြောတာကိုခင်ဗျအင်္ဂလိပ်လိုပြောမှအထင်ကြီးတာလားတကယ်ကလေးတွေတွားဖေးမှာရှင်းတဲ့ကလေးတွေလည်းအင်္ဂလိပ်လိုပြောတတ်တာပဲတင်ပြီးရင်ဥပိန္ဒရာကလေးလည်းအင်္ဂလိပ်လိုပြောတတ်တာပဲအင်္ဂလိပ်လိုပြောမှအထင်ကြီးကြတာလားဒီပိန်းနေလို့ပြောရင်လည်းတကယ်လုံးဝမကြိုက်ဘူးเนาะအဲ့တော့ရုရှားနိုင်ငံမှာကတော့ဂျင်မောင်နန်ထိုင်ရတယ်ဟုတ်လားအဲ့မှာ UNG ရအဖွဲ့တွေ UNG ကိုထောက်ခံရသူတွေကကြီးစန်းတဲ့မြန်မာနိုင်ငံကိုတိတ်ခါချတဲ့မြန်မာနိုင်ငံကာချုပ်ကြီးရတယ်ဩ UNG ကသူတို့ပြောတော့အစိုးရဆိုအဲ့လိုနိုင်ငံတကာ UNG ကိုဖိတ်တာရှိဘူးလားနိုင်ငံတကာစည်းဝေးတွေမှာ UNG ကိုလူလိုဆက်ဆံတာရှိဘူးလားလူလိုအတိအမှတ်ပြုတာရှိဘူးလားရှိတာလေးရှိရင်ပြသမ်းမှာ UNG ကိုတကူးတကဖိတ်တာရောရှိဘူးလားမလေးရှားနဲ့ CTV လိုဟာမျိုးနဲ့ဗီဒီယိုကောဟုတ်လားပြောတာမျိုးဟုတ်လားဒါကြီးကိုတယူတလဲဘယ်လူကဘာကြီးနဲ့ပြောတဲ့ဒါလိုတခုံထဲမှာရင်မောင်နှံ့ပြီးပြောတာရှိဘူးလားဒါလိုစီဝဲခမ်းမကြီးထဲမှာနိုင်ငံတကာထဲမှာမျက်နှာကြရှိတာရှိဘူးလားရှိဘူးလားကာချုပ်ကြီးဗမာလိုပြောလို့လေဗျာကာချုပ်ကြီးကဗမာလိုပဲပြောမှာပေါ့မြန်မာလူမျိုးမြန်မာလူကဗမာစကားပဲပြောမှာပေါ့အင်္ဂလိပ်လိုပြောရမှာကျုပ်တို့အင်္ဂလိပ်လိုပြောကာချုပ်ကြီးလည်းကြိုက်မှာမဟုတ်ဘူးလေလူတိုင်းနိုင်ငံတကာလာသူ့နိုင်ငံစကားနဲ့ပဲပြောပါကြတာလေအဲ့မှာစကားပြန်ပါပြီးသားလေအဲ့မှာတို့ခါတုတ်ပြန်ပြီးသားလေအဲ့မှာတိုက်ရိုက်သူတို့နိုင်ငံဟုတ်လားအင်္ဂလိပ်လိုရောရုရှားလိုရောအကုန်လုံးရှိပြီးသားလေ
အဲ့တော့ရုရှားနိုင်ငံရဲ့အကြောင်းတိကျကျလေ့လာကြအောင်ရုရှားနိုင်ငံကဘယ်လောက်မျိုးချစ်စိတ်ရှိတယ်လဲဆိုတာကိုရုရှားနိုင်ငံမှာလူမျိုးတွေကိုရုရှားတရားလေ့လာရေးခရီးစဉ်သွားကြတယ်အဲ့ချိန်မှာရုရှားနိုင်ငံဟာတွေဟုတ်လားအင်္ဂလိပ်လိုပြောတာသဘောကျလားသူ့နိုင်ငံစကားအင်္ဂလိပ်လိုပြောလို့ရှိရင်အရေးလုပ်တယ်လားဟိုဟာလုပ်တယ်လားတိကျကြည့်လာအောင်နော်ရုရှားနိုင်ငံကရုရှားစကားပြန်တစ်ခါခေါ်သွားတာရုရှားလိုပဲရှင်းပြမယ်ရုရှားလိုပဲနားထောင်ရမယ်ရုရှားစာကြည့်လိုက်ဒီမှာအင်္ဂလိပ်စာကိုထားတာမဟုတ်ဘူးအဲ့ဒါလည်းတိကျကြလေ့လာအောင်ဒီပိန်းနေရဲ့နော်ခင်ဗျားတို့ကပိန်းတယ်လို့ပြောရင်လည်းလုံးဝလက်မခံဘူးနော်လုံးဝလက်မခံဘူးနော်အဲ့တော့ဦးဇင်းတို့ကတော့ပြောပြီးတာဒေါအောင်ဆန်းစုကြည်နဲ့ကာချုပ်ကြီးတို့နိုင်ငံတကာသွားတဲ့အခါမှာအဲ့ဒီနေရာမှာမျိုးချစ်စိတ်နဲ့ကျွန်းစိတ်ကအဲ့ဒီနေရာမှာကွာတယ်ကာချုပ်ကြီးဒီဘယ်နိုင်ငံကိုပဲလေးလာရေးခရီးတော့ဘယ်နိုင်ငံရပဲဖိတ်ဗမာလိုပဲပြောပါတယ်အဲ့ဒါမျိုးချစ်စိတ်ဒေါအောင်ဆန်းစုကြည်ဒီဘယ်နိုင်ငံသွားအင်္ဂလိပ်လိုပြောတယ်အဲ့ဒါကျွန်းစိတ်ကိုယ်နိုင်ငံစကားဗမာလိုပြောလဲအင်္ဂလိပ်လိုပြန်ပေးရမယ်ရုရှားနိုင်ငံမှာဗမာလိုပြောတယ်ရုရှားနိုင်ငံလိုဘာသာပြန်ပေးရမယ်ရှင်းမယ်အင်္ဂလိပ်လည်းဘာသာပြန်ပေးရမယ်ကိုယ်ဗမာစကားကိုအတိမပြုနောက်ဆုံးပောက်ကိုတော်တာလုတ်ပိုင်ခွင့်ရှိမယ်ပောက်ကိုတော်တာမြန်မာနိုင်ငံမှာအခွင့်အရေးတစ်ခုခုတာရှင်ဖျားအခွင့်အရေးတစ်ခုခုရှင်ဖျားနေတဲ့တခုတည်းသောအရာကိုတောင်းမှဖျားဆိုလို့ရှိရင်အခြားနိုင်ငံတွေလို့တရုတ်နိုင်ငံလို့ရုရှားနိုင်ငံတွေလို့အဲ့မြန်မာနိုင်ငံမှာတချို့ဆိုင်းဘုတ်တွေအင်္ဂလိပ်လိုထိတ်ကနေရေးထားရှိတယ်အောက်ကနေမှဗမာလိုရေးတာတချို့ဗမာလိုတော့မရေးဘူးဦးစင်းကတော့အဲ့ဒီဟာတွေကိုဗမာလိုရေးပလိုက်မယ်အောက်ကအင်္ဂလိပ်လိုပဲရေးတရုတ်လိုပဲရေးအပေါ်ကဗမာစာကိုဗမာလိုပဲရေးရမယ်အဲ့ဒီအောက်ကနေမှတရုတ်လိုပဲပြန်အင်္ဂလိပ်လိုပဲပြန်ကြိုက်တယ်လို့ပြန်အပေါ်ကဗမာလူမျိုးမြန်မာနိုင်ငံဗမာလူမျိုးဗမာလိုပဲအတိအမှန်ပြုရမယ်အများတော့အဲ့ကိုကန့်တို့လောက်ကင်တို့ကိုသွားကြည့်လိုက်ဝါပြူဘလို့စာရေးထားရလဲသူတို့ဘာသာစကားသူတိုင်းသားစာနဲ့ပဲရေးထားတာအဘောကရေးထားတယ်အောက်ကဗမာလိုပြန်လိုက်ပေါ့ကိုတော့အခွင့်အရေးတစ်ခုရခဲ့မယ်ဆိုရင်အခွင့်အရေးတစ်ခုအရှင်ဘုရားလိုချင်တဲ့အခွင့်အရေးကိုတောင်းမှဆိုလို့ရှိရင်အဘောကနေကျုပ်တို့ဗမာသားလိုရေးပေးပါဆိုင်တိုင်းနေရာတိုင်းမှာဗမာသားလိုရေးပေးပါအောက်ကနေအင်္ဂလိပ်လိုပဲရေးတရုတ်လိုပဲရေးအဲ့တခုပဲအဲ့ဒါမျိုးချစ်စိတ်ပဲဘာကြိုကြီးကလည်းဒီတိုင်းပဲနိုင်ငံတကာသွားတာမျိုးချစ်စိတ်နဲ့သွားတာပဲဒေါအောင်ဆန်းစုကြည်နိုင်ငံတကာသွားတာကျွန်းစိတ်နဲ့သွားတာပဲအဲ့တော့ဒေါအောင်ဆန်းစုကြည်တာသမီတွေကျွန်းနော်ဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတဲ့ UNG ကိုထောက်ခံတဲ့သူတွေကျွန်းစိတ်ဖြစ်ပြီးမှကျွန်းစကားပြောတာအထူးဆန်းမဟုတ်ပါဘူးဆိုတာကိုပောက်ကိုတော်ကနေပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျ